Canon နေမှာအဖြစ်များဆုံးဖြစ်တဲ့ကာလာမိန်နဲ့ပြဿနာပေါ့ copy ပဲကူကူ print ပဲထုတ်တော့ကာလာမိန်နေရပါတော့အဲ့တော့ကျွန်တော်တို့ရောက်သွားတဲ့အခါကျဆက်ကို system report ရင်ထုတ်ကြည့်လိုက်တယ်ထွက်လာတဲ့ result ကတော့တွေ့ရတဲ့အတိုင်းပဲတချမ်းမှိန်နေတယ်အဲ့တော့မှိန်နေရဆိုတော့ကျွန်တော်တို့ကလေဆာကိုဖြုတ်ပြီးတော့ရှင်းမယ်ပေါ့နော်ဒါလေဆာဖြုတ်ပြီးွားကြီးစကူ3လုံးဖြုတ်မယ်စကူ3လုံးဖြုတ်ပဲလေဆာရဲ့အနောက်က circuit ပြားတွေကပိုလီကွန်လို့ခေါ်တယ်ခင်ဗျပိုလီကွန်လေးကိုကျွန်တော်တို့ကရှင်းမယ်ပေါ့နော်အရက်ပြန်နဲ့တေချာရှင်းမယ်ပြီးတော့လေဆာရဲ့မှန်တွေကိုလည်းတေချာတန်ရှင်းရေးလုပ်မယ်ပေါ့နော်ဒါကလေဆာလည်းဖြစ်နိုင်လို့ W ဘာအင်အားလည်းဖြစ်နိုင်ပါတယ် drum လည်းဖြစ်နိုင်ပါတယ်ပေါ့နော်တကယ်တော့ဒါတွေကမိုးရာသီအတွင်းမှာအဖြစ်များဆုံးပြဿနာတွေဖြစ်တဲ့အတွက်အထွေထူးပြဿနာကြီးကြီးမားမားကြီးတော့မဟုတ်ပါဘူးဒါကြောင့်လေဆာကိုတန်ရှင်းရေးလုပ်ပုံအစဉ်မှာလေဆာကိုတန်ရှင်းရေးလုပ်ပြီးွားပြီဆိုကျွန်တော်တို့အဖုံးပြန်ဖုံးမယ်စကူ3လုံးကိုတေချာပြေးပြန်တက်မယ်ပေါ့နော်စကူတွေကကြံခဲ့လို့မရပါဘူးပြီးွားတဲ့အခါလေဆာကိုသူ့နေရာနဲ့သူအထိုင်ပြန်ချမယ်လေဆာမှာလည်းအပြင်မှာ frame မှာဆွဲထားတဲ့စကူ3လုံးရှိတယ်ကျိုး3ကျိုးရှိပါတယ်လေဆာမှာစကူ3လုံးမှာလည်းအထိန်လေးတံပြားလေးပါတဲ့ဟာလေးကိုလည်းတေချာလေးပြန်တက်ပေးရပါတယ်လေဆာကိုအထိုင်ပြန်ချစက်ကိုတေချာပြန်လုံးပြီးွားလို့ရှိရင် system print ထုတ်ပြီးတော့ကျွန်တော်တို့ပြန်ဆန်းပါမယ် system print ထွက်လာပါပြီကျွန်တော်တို့ပြန်ကြည့်လိုက်တဲ့အခါကျရင်စာရွက်တွေမှာဆေးတွေကပြတ်နေတာမရှိအကုန်လုံးပြန်ပြီးတော့ထင်လာတယ်ပေါ့နော်ဒါလေးကို knowledge sharing လေးလာလုပ်ပေးတာပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ